ဘာလဲမသိဘူးနော်အဲ့လောက်မားသလားဆိုးတော့စားလို့ကောင်းတယ်ဈေးလဲတင့်နေစားလို့လည်းကောင်းတယ်ဒါလေးကစားရတော့ကောင်းနေလို့ပြောမယ်ဟိုလေညအောင်ရင်တော့အဲ့လိုမျိုးစားလေးစားတာမရှိပါဘူးဒီနောက်ပိုင်းဒါအောင်ချူလေးပါလေအဲ့လိုတဲပြီးတော့